မင်္ဂလာပါစာစနာလိုက် channel ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကလူတိုင်းအတွက်အပူဆုံးဖြစ်တဲ့ဒေါသအကြောင်းပါမြတ်စွာဘုရားရှင်ကဒေါသကိုမိရနဲ့နှိုင်းယှဉ်ခဲ့ပါတယ်မိဟာလောင်စာရှိရင်တောက်လောင်တယ်လို့ပဲဒေါသကလည်းအာယုံရှိရင်တောက်လောင်ပါတယ်ထူးခြားတာကဒေါသမိဟာတခြားသူကိုမလောင်ခင်မိမိကိုယ်ကိုအရင်လောင်တာပါဒေါသထွက်တဲ့အခါကိုယ့်ရဲ့နှလုံးခုန်နှုန်းတွေမြန်လာတယ်မျက်နှာတွေမြင်မြန်းလာတယ်စိတ်တွေပူလောင်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဟာလူကောင်းတစ်ယောက်မဟုတ်တော့ပါဘူးဒီဗီဒီယိုမှာဒေါသထွက်လာရင်ချက်ချင်းငြိမ့်သက်နိုင်မဲ့နည်းလမ်းတွေကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်ချက်ချင်းလှုပ်ဆောင်ရမည့်အရေးပေါ်နည်းလမ်းများဒေါသထွက်လာပြီဆိုတာနဲ့ပထမဆုံးလုပ်ရမှာကတုံ့ပြန်မှုကိုရပ်တန့်ခြင်းတာပါနှုတ်ပိတ်လိုက်ပါဒေါသထွက်နေချိန်မှာထွက်လာတဲ့စကားဟာအစိတ်ပြင်းပါတယ်အဲ့ဒီအချိန်မှာဘာမှမပြောဘဲနေလိုက်တာဟာအကောင်းဆုံးအနိုင်ယူခြင်းပါပဲနေရာကနေဖယ်ခွာပါကိုကိုဒေါသဖြစ်စေတဲ့သူဒါမှမဟုတ်အကြောင်းအရာရှိမှဆက်မနေပါနဲ့ရေအေးအေးလေးသွားတောက်လိုက်တာဖြစ်ဖြစ်လမ်းခဏလျှောက်လိုက်တာဖြစ်ဖြစ်လှုပ်လိုက်ပါ3အသက်ရှူမှုကိုသတိထားပါဒေါသထွက်ရင်အသက်ရှူတာပြင်းလာတတ်ပါတယ်အသက်ကိုဝဝရှူသွင်းပြီးငြိမ်းဖြည်းဖြည်းချင်းပြန်ထုတ်ပြီးအေးလို့နှလုံးသွင်းပါဒီရိုးရှင်းတဲ့အကျင့်ကတင်အုံနောက်ကိုဒေါသတဲကနေဆွဲထုတ်ပေးပါလိမ့်မယ်နှစ်ဒေါသကိုဓမ္မအမြင်နဲ့ရှုမှတ်ခြင်းဒေါသကိုဘလို့ရှုမလဲငါဒေါသထွက်နေတယ်လို့မမှတ်ပါနဲ့ဒေါသဆိုတဲ့သဘောတရားဖြစ်နေတယ်လို့ပဲရှုပါဥပမာကောင်းကင်မှာတိမ်မဲတွေတက်လာသလိုပါပဲတိမ်မဲတွေဟာကောင်းကင်ကြီးမဟုတ်ပါဘူးခဏလာပြီးခဏပြန်သွားမှာပါမြတ်စွာဘုရားရှင်လက်ထက်ကပုံပြင်လေးတစ်ပုဒ်ရှိပါတယ်လူတစ်ယောက်ကဘုရားရှင်ကိုလာဆဲတဲ့အခါဘုရားရှင်ကဘာမှပြန်မပြောဘဲပြုံးပြုံးလေးပဲနေပါတယ်နောက်ဆုံးအဲ့ဒီလူကမေးတယ်ဘာလို့ပြန်မဆဲတာလဲတဲ့ဖះရှင်ကမောင်မင်းကငါ့ကိုလက်ဆောင်လာပေးတယ်အဲ့ဒီလက်ဆောင်ကိုငါကလက်မခံရင်အဲ့ဒီလက်ဆောင်ကဘသူစီပြန်ရောက်မလဲလို့မေးပါတယ်အဲ့ဒီလူကကျွန်တော်စီပဲပြန်ရောက်မှာပေါ့လို့ဖြေပါတယ်အဲ့ဒါပါပဲတစ်ဖက်လူကဆဲဆိုဒေါသထွက်ရင်ကိုကလက်မခံလိုက်ပါနဲ့အဲ့ဒီဒေါသမီးကသူ့စီမှာပဲလောင်ပါလိမ့်မယ်3ဒေါသကိုမေတ္တာနဲ့ကုစားခြင်းဒေါသကိုအမြင့်ပြတ်ခြင်းရင်ခန္ဒီတီးခံခြင်းနဲ့မေတ္တာကိုသုံးရပါမယ်တီးခံတယ်ဆိုတာကြောက်လို့ငြိမ့်နေတာမဟုတ်ပါဘူးကိုယ်စိတ်ကိုအညစ်အကြေးမကပ်အောင်စောင့်စည်းတာပါကိုကိုဒေါသထွက်အောင်လုပ်တဲ့သူကိုချင်းစာကြည့်ပါသူဟာလည်းသူ့ရဲ့အကုသိုလ်ကံကြောင့်သူ့ရဲ့အတိညာဉ်နဲ့မှုကြောင့်ပူလောင်နေတဲ့သူပါသူလည်းဒုက္ခရောက်နေရှာတာပဲသူလည်းအေးချမ်းပါစေလို့မေတ္တာပို့နိုင်အောင်ကြိုးစားကြည့်ပါမေတ္တာဟာဒေါသမီးကိုငြိမ့်သက်တဲ့အေးမြတဲ့ရေစင်ပါပဲအခုဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာကျွန်တော်တို့အတူတူစိတ်အေးချမ်းအောင်တရားမှတ်ကြပါမယ်မျက်လုံးလေးမိတ်ထားပါအသက်ကိုခပ်ဖြည်းဖြည်းရှူသွင်းရှူထုတ်ပါစိတ်ထဲကနေရွတ်ဆိုပါငါသည်ဒေါသကင်းပါစေပူလောင်မှုကင်းပါစေအေးချမ်းပါစေဆက်လက်ပြီးငါ့ကိုဒေါသထွက်အောင်လုပ်ခဲ့သူများလည်းအေးချမ်းကြပါစေသူတို့လည်းဒုက္ခကင်းကြပါစေအားလုံးပဲဒေါသကိုအနိုင်ယူပြီးအေးချမ်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ